ကဲကျွန်တော်ဒီနေ့တော့80ခုနှစ်တွေကနာမည်ကြီးခဲ့တဲ့ Karate Kid ဇလန်တွဲရဲ့နောက်ဆက်တွဲဖြစ်တဲ့ Cobra Kai ဇလန်လေးကိုပုံပြောပြသလိုပြောပြပြီးမယ်ဗျာဒီဇလန်ကတကယ်ကိုအလဲအပြောင်းနေတဲ့ရင်ခုစရာကောင်းတာနော်ဇလန်အစမှာအချိန်က Karate Champion ဟောင်း Johnny Lawrence ကတော့ဘုမမှာတော်တော်လေးအောက်ကျနောက်ကျဖြစ်နေကြတယ်ဗျာအိမ်တော်ကွယ်တားဖြစ်သူနဲ့လည်းအဆင်မပြေအလုပ်ကလည်းလက်လွတ်လက်စားဆိုတော့စိတ်သက်တွေကျနေတာပေါ့ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ဟောင်း Daniel ကတော့ကားအယောင်ပြားကန်းကြီးနဲ့တကယ်ကိုအောင်မြင်နေတဲ့တထေးကြီးဖြစ်နေတာဗျာဒီနေ့မှာတော့ Johnny ကအနိုင်ကျင့်ခံနေရတဲ့ Miguel ဆိုတဲ့ကောင်လေးကို Karate နဲ့ကယ်တင်ပေးလိုက်ရကနေသူ့ရဲ့ Karate ပညာကိုပြန်ထုတ်ဖို့စိတ်ကူးရသွားတယ်အဲ့ဒါနဲ့သူက Cobra Kai ဆိုတဲ့သူ့ရဲ့ကျောင်းဟောင်းကြီးကိုပြန်ဖွင့်လိုက်တာပေါ့အဲ့ဒီမှာလည်းနှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ Johnny နဲ့ Daniel တို့ရဲ့ရန်ညိုးဟောင်းတွေကတကြော့ပြန်လဲနိုးထလာတော့တာပဲဇလန်ကကျောင်းသားတွေကြားထဲမှာပါပြဿနာတွေကူးဆက်ကုန်တယ်။ Daniel ရဲ့သမီး Sam, Johnny ရဲ့သား Robbie နဲ့ Miguel တို့ကြားမှာအချစ်ရဲ့အညိုးအတေးတွေကရှုပ်ထွေးကုန်တာပေါ့။အဲ့ဒီကြားထဲမှာ Johnny ရဲ့ဆရာဟောင်းလူယုတ်ကြီး Chris ကပြန်ပေါ်လာပြီး Cobra Kai ကိုပြန်သိမ်းပိုက်ဖို့ကြံစီတော့တာပဲ။အဆိုးဆုံးကတော့ကျောင်းထဲမှာကလေးတွေအုပ်စုလိုက်တပ်ပုတ်ကြတဲ့ပွဲပဲဗျ။အဲ့ဒီပွဲမှာ Miguel ကဝေယနာဘော်ကပြုတ်ကြပြီးလမ်းမလျှောက်နိုင်တော့တဲ့အထိဖြစ်သွားခဲ့တယ်။ Daniel နဲ့ Johnny တို့လည်းကိုအပြစ်တင်ရင်သူတို့ရဲ့ Karate ကျောင်းတွေကိုပိတ်လိုက်ရတဲ့အထိဖြစ်ကုန်တာပေါ့။ဒါပေမဲ့ဇလန်ကဒီမှာနေမပြီးသေးဘူးဗျာနောက်ထပ်လူယုတ်ကြီးတယောက်ဖြစ်တဲ့ Terry Silver ကထပ်ပေါ်လာပြီး Karate လောကကိုနီးမျိုးစုံနဲ့ဖျက်ဆီးဖို့ကြိုးစားလာတယ်အဲ့ဒီခါမှာတော့တစ်သက်လုံးရန်သူဖြစ်လာခဲ့တဲ့ Daniel နဲ့ Johnny တို့ကအတ္တတွေကိုဘေးဖယ်ထားလိုက်ပြီးလက်တွဲလိုက်ကြရတော့တာပဲသူတို့နှစ်ယောက်ပေါင်းပြီး Miyagi Fang ဆိုတဲ့ကျောင်းသစ်ကိုတီထောင်ပြီးလူယုတ်ကြီးတွေကိုတိတ်ထုတ်ဖို့ပြင်ဆင်ကြတာပေါ့နောက်ဆုံးမှာတော့သူတို့အားလုံးဟာစကာယီတိတ်ခိုင်းလို့ခေါ်ရဲ့ကမ္ဘာအစ်စ်မြင့်ဆုံး Karate ပြိုင်ပွဲကြီးကိုရောက်သွားကြတယ်အဲ့ဒီမှာ Daniel ရဲ့ဆရာကြီး Miyagi ရဲ့လွဲရွက်ချက်တွေကိုလည်းသိလာတယ်လို့အချင်းချင်းကြားမှာလည်းနားလည်မှုတွေရလာကြတယ် Johnny ကလည်းဘာကင်ခေါင်းတယောက်ချစ်ဖို့ကြိုးစားတယ်လို့ကလေးတွေကလည်းအညိုအသေးတွေကိုထားရစ်ဖယ်ပြီးတငယ်ချင်းတွေဖြစ်သွားကြတာတကယ်ကိုကူးလို့စရာပါပဲလားတိုက်ပွဲပေါင်းများစွာညဉ့်ညင်ပေါင်းများစွာနဲ့ကြော်ဖြတ်ခဲ့ရတဲ့အနောက်မှာတော့ Miguel နဲ့ Sam တို့ Robbie နဲ့ Tori တို့အားလုံးကကိုလန်းကိုရှောက်နိုင်ခဲ့ကြတယ်။ Johnny နဲ့ Daniel လည်းရန်သူဘဝကနေတကယ်ကိုခွဲလို့မရတဲ့မိတ်ဆွေတွေဖြစ်သွားတဲ့ယင်းနဲ့ Cobra Kai ဇလန်တွဲကြီးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။ကဲဒီဇလန်လေးကိုကြည့်ပြီးဘဝမှာဘလောက်ပဲအမားတွေလုပ်ခဲ့ပါစေဒုတိယအခွင့်အရေးဆိုတာအများနဲ့ရှိတယ်ဆိုတာကိုသင်ခန်းစာရနိုင်တာပေါ့။သင်ကတော့ Johnny ရဲ့ Cobra Kai အဖွဲ့သားလားဒါမှမဟုတ် Daniel ရဲ့ Miyagi တို့အဖွဲ့သားလား comment မှာပြောခဲ့အောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်အချင်းချုပ်တွေကိုနောက်ထပ်နားဆင်ခြင်းရင်ကျွန်တော်တို့ရဲ့ channel ကို subscribe follow လုပ်ထားဖို့မမေ့နဲ့အောင်နော်